အားလုံးပဲမင်္ဂလာပါဒါလည်း sport ဒါ channel ကညီကောင်တို့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒါမနေ့ကရွေးချယ်တဲ့3ပွဲဒါတပွဲနိုင်2ပွဲကြာဆိုတော့ဒါဒီတူးကြီးရဲ့ညီကိုတွေဒါအဆင်ပြေဖြစ်တော့တယ်ဒါ Telegram channel မှာတော့ကျွန်တော်တပွဲကောင်းအနေနဲ့ဒါ Chelsea body တင်ပေးရတယ်ဒါ3သင်းပေါင်းတကတ်ဒါတင်ပေးရတယ်3သင်းပေါင်းရောဒါတပွဲကောင်းရောဒါမနေ့ကတော့ဒါနိုင်ခဲ့တယ်ဆိုတာညီကိုတွေ Telegram တွဲထားတဲ့ညီကိုတွေအဆင်ပြေလိုက်မှထင်တယ်ဒါ Telegram ကိုဒါမတွဲထားတဲ့ညီကိုတွေကတော့ဒါအခုဗီဒီယိုအောက်ကဒါ comment မှာကျွန်တော်ဒါ Telegram link လေးဒါ share ထားပေးမယ်ဗျကဲကျွန်တော်ဒါဒီနေ့မှာဆင်ရတာဒီနေ့ရှိတဲ့ပွဲစဉ်တွေကမှဒါအကြိုက်ဆုံးတစ်ပွဲကောင်းယူထုတ်ထားပါတယ်ဒီနေ့ဒါပရီးမီးယားထဲကလီဗာပူးနဲ့ဒါမန်ချက်စတာယူနိုက်တက်တဲ့ပွဲလေးကိုဒါညီကိုတွေကိုဒါသုံးသပ်ပေးသွားပါဗျာဒီပွဲမှာဆင်ရကြီးကလီဗာပူးကအိမ်ခွင်းကနေတစ်တီကြီးပေးထားကြဒါဂိုးပေါင်းမှာ3-50ကျွန်တော်ဒါပြန်လို့ဒီကြီးကိုကြည့်မယ်ဗျာကျွန်တော်ဒီကြီးကိုပြန်လို့ကြည့်မယ်ဆိုမနေ့ကဒါအာဆင်နယ်ကနေပူဟန်ကိုဒါအဝေးကွင်းကနေတစ်တီပေးပြီးရ1-30တစ်တီပေးတယ်ဂိုးကောင်းကြီးမှာ2-80တစ်ဖက်ထက်ဂိုးသွင်းမဲ့ကြီးကိုပေးတော့တယ် G1 ဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်ထက်ဂိုးသွင်းပြီးရဒါအာဆင်နယ်ကနိုင်တော့ဗျာကြီးတော့မောင်းခဲ့ဘူးဒီနေ့မှာလီဗာပူးကတစ်တီပေးတယ်ဂိုးကောင်းကြီးကိုကျွန်တော်တို့ပြန်လို့ကြည့်ရမယ်ဆိုဂိုးကောင်းကြီးက3-50ဆိုတော့ဒါနှစ်ဖက်ဂိုးသွင်းမဲ့ကြီးကိုပေးထားရလို့ဒါတက်ရောက်တယ်အဲ့လိုမျိုးဒါယူလို့ရတယ်ကျွန်တော်တို့တီးပဲကိုအခုလက်ရှိတီးပဲကိုပြန်ကြည့်မယ်အခုလက်ရှိဒါဇယားမှာကဒါလီဗာပူးကအဆင့်3မှာ15မှတ်နဲ့ဒါ15မှတ်နဲ့အဆင့်3မှာရပ်တည်နေသူတကယ်လို့ဒီနေ့ကနိုင်ခဲ့လို့ရှိရင်ဒါအဆင့်2ကိုဒါတီးပဲဒါထိတ်ဆုံးမှာဖြစ်နေအာဆင်နယ်နဲ့ဒါတမှတ်ခွာနဲ့ဒါအဆင့်2နေရာမှာဥဆောင်နေမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ဝဲကိုသူနိုင်အောင်ကံမို့လိုတယ်နိုင်အောင်ကောင်းတယ်ဆိုတာတိုက်တယ်ရှဲတဲ့လားတိုက်တယ်အတွက်ကိုသွားနေတဲ့အသင်းတွေကအရှုံးမများဘူးပြဒီနေ့အိမ်ခွင်းမှာလဲဆိုတော့ပိုးတော်နိုင်အောင်ကစားကိုလိုရတယ်ပြီးရင်ဒါလီဗာပူးကနောက်ဆုံး3ပွဲစတိုက်တာရှုံးထားတယ်ဗျာနောက်ဆုံး3ပွဲစတိုက်ကဘယ်လိုရှုံးလဲဆိုရင်နောက်ဆုံးရှုံးတဲ့ပွဲကဒါချယ်ဆီကို2-1ဆိုတဲ့ပုံစံမျိုးနဲ့ရှုံးတယ်ဒါခက်စတယ်ပဲလေးကို2-1ဘူးရီတော့များပြီမဲ့ရှုံးသွားတယ်ဒါဂလာနာဆိုင်ကိုဒါချန်ပီယံလိဂ်မှာ1-0ဆိုတဲ့ပုံစံမျိုးနဲ့ရှုံးနေတာအဲ့ဒီဘက်မှာကျွန်တော်ကြည့်ရတဲ့လောက်ကဂလာနာဆိုင်တဲ့ဘက်မှာလူကောင်းတွေကိုထုတ်ထားကြတယ်ဒုတိယပိုင်းလောက်မှဒါလူသားမလဲမှုတွေဒါပြုတ်လို့တဲ့ခါမရတော့ဘူးတော့ဗျာ1-0နဲ့ရှုံးသွားတယ်ပြန်လို့ဘိုးတွေမသွင်းနိုင်တော့ဘူးဒီနေ့မှဆင်လဲလီဗာပူးကဒါမန်ချက်စတာယူနိုက်တက်ကိုအင်ကွင်းဆိုတော့တစ်တီကြီးပြည့်တစ်တီကြီးကပြင်းတယ်လို့ပြောလိုက်ရတာမန်ချက်စတာယူနိုက်တက်အနေနဲ့ဒါဘယ်လောက်ပဲအခြေအနေဆိုးဒါအသိကြီးနဲ့ကြာရင်တော့ဒါထိန်းကစားရတဲ့အကျင့်တွေရှိတယ်အများနဲ့အခြေအနေကောင်းတယ်ဒါမနက်ကစုပ်ပြတ်နေတဲ့အချိန်မှာတော့တော်တော်လေးဒါအသိကြီးနဲ့ကြာရင်ထိန်းပြီးကစားသွားနိုင်တဲ့အနေထားဆိုတော့မနက်ကမန်ချက်စတာယူနိုက်တက်ရဲ့အင်ကွင်းမှာတော့ဇီတီနဲ့ဒါအပြတ်ကနိုင်တယ်ဒါပေမဲ့လီဗာပူးရဲ့အင်ကွင်းမှာ2-2ဆိုတဲ့ပုံစံမျိုးဒါတေးကြတယ်ဆိုတော့ဒါမန်ချက်စတာယူနိုက်တက်ကတော့တော်တော်လေးဒါဒုက္ခပေးနေတဲ့အသင်းတွေကပါတယ်အခုလက်ရှိလီဗာပူးက3ပွဲစစ်ချုံးထားတယ်ဆိုတော့ဒီပွဲကပြန်လို့ဒါသူ့အတွက်နိုင်ပွဲတစ်ပွဲရအောင်အကောင်းဆုံးပြန်လို့သွင်းဆောင်လာနိုင်မဲ့အနေထားကျွန်တော်3-1နဲ့တွေ့ရမှာဆိုတော့ဒီပွဲဟာနိုင်မှုပွဲလို့ပြောလို့ရတယ်ကြီးရတဲ့တစ်တီဒါတော်တော်လေးပြင်းပြင်းကိုပြီးထားတယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ကိုကြီးအောင်မလားဗျတစ်တီကြီးနဲ့အနည်းဆုံးဂိုးပြဖို့လို့တော့မထင်ဘူးတစ်ဖက်ကကျွန်တော်တို့ဒါမန်ချက်စတာယူနိုက်တက်ကိုပြန်လို့ကြည့်မယ်မန်ချက်စတာယူနိုက်တက်ကဒါဒီယာဒီမှာရှင်းရှင်းအဲ့လိုထိကောင်းတယ်လို့လည်းပြောလို့မရဘူးဗျဆိုးတယ်လို့လည်းပြောလို့မရဘူးသူကဒါဆန်လာလောက်2ကြီးနဲ့နိုင်တာရှယ်ဆီကို2-1မန်စီးတီးကို3ကြီးရှုံးတယ်ဂိုးပြတ်ရှုံးတယ်ဘရာဖို့ကိုဂိုးပြတ်ရှုံးတယ်ဘန်လီကို3-2နဲ့နိုင်တယ်အဲ့လိုပုံစံမျိုးတွေဒါဖူဟန်ကိုတေးကြထားတယ်ဒါအာဆင်နယ်ကိုရှုံးတယ်ဆိုတော့သူ့ရဲ့ပုံစံကိုကျွန်တော်တို့ဒါပြန်လို့ကြည့်ရမယ်ဆိုတော့ဒါတပွဲနိုင်တပွဲကြတပွဲနိုင်တပွဲရှုံးအဲ့လိုပုံစံမျိုးတွေတွားနေတယ်ဒါတပွဲနိုင်တပွဲရှုံးပုံစံတွားတယ်ကလင်ဒါကြကျွန်တော်ပြောရမယ်ဆိုဆန်းဆန်းအောင်နိုင်တဲ့အတွက်ဒီပွဲရှုံးတယ်လို့တော့ပြောလို့ရတယ်ဗျသူ့ပုံစံကဒါရာသီစာရဲရတာတပွဲနိုင်တပွဲရှုံးတပွဲနိုင်တပွဲရှုံးအဲ့လိုပုံစံမျိုးတော့အခုကပွဲစဉ်8ထီတောင်8လောက်ထီတောင်ရောက်လာပြီဆိုတော့ပြီးရင်ဒါမန်ချက်စတာယူနိုက်တက်မှာဒါ19ကဒီပွဲတကယ်လို့လီဗာပူးနဲ့ဂိုးသွင်းခဲ့ရင်ဒါ3ပွဲစစ်ဒါဂိုးသွင်းတယ်ဆိုတော့မှန်တမ်းနေရသွားမဲ့အနေထားမှာရှိတယ်ဒါမန်ချက်စတာယူနိုက်တက်ကိုတစ်ဖက်က short တက်လို့မရဘူးဘာဖြစ်လဲဆိုရင်လီဗာပူးအနေနဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ကိုကျွန်တော်တို့ဒါ PR ကိုပြန်လို့စဉ်းစားမယ်ပြင်မန်ချက်စတာယူနိုက်တက်ကလုံးဝ PR နေတယ်ဗျသူကဒါပရီးမီးယားလိဂ်တစ်ခုတည်းကိုပဲဒါအာရုံစိုက်လို့ရှိတော့တယ်ဒါနီးပြဒါအာမိုရင်ကလည်းအေးစစ်စစ် PR မရှိဘူးဒါဘယ်လိုပြောရမလဲဒါ PR မရှိဘူးဆိုရင်ဒါအသိပိုင်ရှင်းတာသူ့ကိုအနည်းဆုံး3ရာသီစောင့်ကြည့်မယ်လို့ပြောထားတော့အခုကပထမဆုံးရာသီဆိုတော့သူစစ်အေးရှိပဲ3ရာသီစောင့်ကြည့်မယ်လို့ပြောထားတော့ဒါ PR မရှိဘူးဒါတစ်ဖက်ကအိုင်စလော့ကိုကြည့်ရင်သူကဒီပွဲပြီးလို့ရှိရင်ဒါလီဗာပူးမှာဒါချန်ပီယံလိဂ်ကစားရမှာပဲပြီးခဲ့တဲ့ပွဲကလည်းဒါချုံးထားတယ်ဒီနေ့ပြီးရင်
ဒါဖရမ်းဘက်ကိုအဝေးဝန်းကအသွားမကားအောင်ဆိုလွယ်တော့မလွယ်ဘူးကြဖရမ်းဘက်ကိုအဲ့လိုအခက်ခဲလေးတွေရှိတယ်ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်ဒီဘွဲကိုလည်းဒါအာနီဆော့အနေနဲ့အောင်ဆိုင်ပါပဲဖြစ်လို့တစ်ဖက်ကဒါမန်ချက်စတာယူနိုက်တက်ဖြစ်နေတဲ့အတွက်ကြောင့်ကိုဒါဟတ်တူဟတ်သမိုင်းအစီရင်အလာရလည်းတော်တော်လေးရှိတယ်အဲ့လိုပုံစံတွေအရဒီနေ့ဒါအရေးဆိုင်မလို့တော့ထင်တယ်ဒီဘွဲပြီးရင်လည်းသူကဒါဖရမ်းဘက်ကိုအဝေးဝန်းကနေဒါရှင်ပြန်ရမယ်ဆိုတော့လွယ်တော့မလွယ်ဘူးဒါအာနီဆော့အနေနဲ့ဒါဖျားလေးတော့ရှိတယ်ဒါတစ်ဖက်ကဒါနိပတ်တဲ့အာမယုံကိုကြည့်ရင်တော့ဒါဖျားကင်းကင်းနဲ့ကစားရမယ်ပုံစံပေါ့ဗျာသူကအနည်းဆုံးဒါသူ့ကိုဒါအာမယုံကိုအနည်းဆုံး300တီဒါစောင့်ကြည့်မယ်ဆိုတော့သူကတော့ဒါဖျားတော့မရှိတော့ဘူးအဲ့လိုပုံစံမျိုးတွေတော့ရှိတယ်အခုတရှိကျွန်တော်ကြီးကိုပြန်ပြောပြကြီးကတစ်တီ3 minus 50နှစ်ဖက်ဖိုးသိမဲ့ကြီးကိုပြောထားပေးထားတယ်နှစ်ဖက်ဖိုးသိမဲ့ကြီးကိုပေးထားတဲ့အတွက်ကြောင့်ဒီပါဘူးလဲဂိုးရမယ်ဒါမန်ချက်စတာယူနိုက်တက်လဲဒါဂိုးရမယ်ဆိုတဲ့သဘောအဲ့လိုသဘောမျိုးမှာတကယ်လို့ဒါလီဗာပူးနေဒီပွဲကလီဗာပူးတကယ်လို့နေခဲ့ရင်တော့မှတော့ဂိုးပြတ်ဖို့အရေးလီဗာပူးကမလွယ်ဘူးကကြေးရအလုံးလုံးကြရင်တေးနဲ့အရှုံးအဲ့ဒီပုံစံလောက်ကိုများတယ်ဘော်ဒီကတော့ဒါအနေများလို့ထင်တယ်ဗျာတစ်ဖက်ကဒါမန်ချက်စတာယူနိုက်တက်ကြောင့်ဒီဂိုးပေါင်းလေးကိုစဉ်းစားရင်ဗျာဂိုးပေါင်းကိုစဉ်းစားမယ်ဆိုရင်3 minus 50ဒီပွဲကဘယ်လိုပြမလဲ1-1တစ်ပေါက်ရှိတယ်2-1 1-2အဲ့လိုရစမ်းမျိုးကိုတော့တော်တော်လေးများတယ်ပြောရမယ်ဆိုလားလီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်အနည်းဆက်ဆုံးဒါဂိုးခမ်းမကိုပြောရမယ်ဆို2-1ပုံစံလောက်ကိုပါဆင့်ကတော်တော်လေးများတယ်အဲ့ဒါကြောင့်ကျွန်တော်ဒါ3 minus 50ကြီးမှာဆိုရင်ကျွန်တော်ကတော့ဂိုးအောက်နေရင်စစ်အပြစ်ဆုံးလို့ဒါသုံးသပ်ချင်ပါတယ်ကျွန်တော်ရဲ့အကြိုက်ကတော့ဒီနေ့ဒါလီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ဒါကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဗျ